Hello ကအားလုံးပဲပြန်လည်ကြိုဆိုတော့ကြရခင်ဗျကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ဒီ Festival SME ထဲမှာကျွန်တော်တခုခုစောင့်ကြရရှိရပါတော့အဲ့ဒါမတိုင်ခင်ကျွန်တော်ဒီကြားထဲမှာဗီဒီယိုလေးတွေတစ်ပတ်လောက်နားလဲရတာရှိရပြကျွန်တော်နေမကောင်းဖြစ်တာလည်းပါတယ်နောက်ပြီးတော့ကျွန်တော် game version တင်လိုက်တဲ့အတွက်ကျွန်တော်ဖုန်းနဲ့လည်းဖြစ်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီတစ်ပတ်နီးစားပေါ့ကျွန်တော်ဗီဒီယိုလေးမတင်ဖြစ်ပဲနားနေရပါတယ်အဲ့ဒါဟောကျွန်တော်တောင်းပါပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီထဲမှာဘာဆောင်မလဲဆိုတော့ကျွန်တော်ခုပြပြပါမယ်။ကဲအဲ့လိုမျိုးကျွန်တော်ဘာဆောင်မလဲဆိုတာသိချင်နေပြီလား။ဒါဆိုရင်တော့ let's go ။ Yeah ဟုတ်ပါတယ်ကျွန်တော်အခုနေနေတဲ့ဒီနောက်ကကျွန်တော်ကားကြီးကိုကျွန်တော်ဒီထောက်ပြသွားမှာဖြစ်ပါတယ်။ကဲတော့ဗီဒီယိုလေးမစနိုင်ခင်မှာကျွန်တော်ရဲ့ဗီဒီယိုလေးကို like လေးလုပ်ပြီးကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးကြပါဦး။ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်အောင်ဗျ။မျိုးစုံပေါ့နော်ကျွန်တော်ကားရဲ့အောက်ခြေဖြစ်တဲ့ကျွန်တော်ဘိန်းကနေစလုပ်ပါတယ်အဲ့တော့ကျွန်တော်ဘိန်းလေးပဲအရင်လုပ်လိုက်ပါမယ်ကဲဘိန်းလေးလုပ်ပြီးဆိုတော့ကျွန်တော်ဒီကားဘိန်းလေးကိုစလိုက်ပါမယ်ကဲအခုဘိန်းလေးလုပ်ပြီးဆိုတော့ကျွန်တော်ဒီကားကိုအောက်ကိုခင်းလိုက်ပါမယ်ကောက်ခင်းပြီးတဲ့အခါမှာတော့ကျွန်တော်ဒီကားဘိန်းကိုပေါ့နော်အရှိကနေအခါလုပ်ဖို့အတွက်လောနည်းနည်းလောက်အရှိကိုထိုးလိုက်ပါဒါတော့ဘီအကာလေးလုပ်နေတာပေါ့နော်ကားဘိန်းမှာကားဘိန်းအကာလေးပါကဲအခုဆိုရင်တော့ကားဘိန်းအကာ၄ခုလုံးလုပ်ပြီးတော့ပါပြီတော့နည်းနည်းကြာမှာဆိုကျွန်တော်ဖြတ်လိုက်တာပေါ့နော်ကားဘိန်းအကာ၄ခုလုပ်ပြီးတဲ့အခါမှာကျွန်တော်ဒီဘက်ကိုကားကိုကာမယ်ပေါ့နော်ဒီဘက်ဒီကိုကာပြီးတဲ့အခါမှာတော့ကျွန်တော်ဒီကားရှိကိုနည်းနည်းလေးပေါ့နော်ခေါင်းနည်းနည်းထွက်လိုက်ပါမယ်ကဲအခုကားကောင်းလေးလုပ်ပြီးပြီဆိုတော့ကားရှိပိုင်းကိုစပြီးတော့ကာပါမယ်ဒါတော့တက်ပြန်နေရမရှိတော့ကျွန်တော်တက်ဖို့အတွက်လိခိုင်းလုပ်လိုက်တာပါကဲအဲ့တော့ကားရှိပိုင်းစပြီးတော့ကာပါမယ်ဒီကားကိုကျွန်တော်ဘာလို့ cobblestone တွေဒီ plate တွေနဲ့ဟုတ်တယ်နော်အဲ့ဒါရင်းနဲ့လောက်တာလေးဆိုတော့ကျွန်တော်ကားကြီးတောင်မှသူ့လိုပေါ့နော်ဒီမှာစာပါနည်းနည်းအပြည့်စည်းလေးဖြစ်တတ်တယ်ဆိုတော့ကျွန်တော်ဒီဟာကိုစတားနဲ့မဆောက်ဘဲနဲ့ကျွန်တော် cooperative plate ကြီးနဲ့ကာလိုက်ကြပါကားတစ်ခုလုံးလည်းဒီ cooperative plate ကြီးအများဆုံးသုံးဖို့လို့စဉ်းစားထားတယ်ဗျဒါတော့ကားမှန်လုပ်ဖို့နေရပါတော့ကားမှန်မလုပ်ခင်ကျွန်တော်ဒီနားနေနည်းနည်းရှော့ရှော့လေးလုပ်ချင်တဲ့အတွက်ကျွန်တော်လုပ်လိုက်တာပါအားပြည့်နောက်မှာတော့ကျွန်တော်ဒီနားလေးနည်းနည်းပို့ပြီးတော့ preview လေးဖြစ်ကောင်းလို့ဆိုပြီးတော့ကျွန်တော်ဒီလေကားပုံစံလေးတုံးလိုက်ပါမယ်ကဲအခုလေကားလေးလုပ်ပြီးဆိုတော့ကျွန်တော်ဒီမှာမှန်အနေနဲ့ကားမှန်လုပ်မယ်ပေါ့နော်ကားမှန်တက်ပါမယ်ကဲအဲ့တော့ကျွန်တော်ကားမှန်ကိုကျွန်တော်30နေတော့ဗျဒါပဲဆိုတော့ပေါ်တဆင်းကကျွန်တော်ဒီမှန်လေးကိုပြန်အုပ်ဖို့အတွက်ဆက်လက်ခင်းနေတယ်ဆက်လက်ခင်းနိုင်တော့ကောင်းမယ်အဲ့လိုလေးကျွန်တော်လုပ်မယ်ပေါ့နော်ကဲအဲ့တော့ဒီဟာကိုဒီကားလေးနဲ့ပြန်လုပ်လိုက်ပါမယ်ကဲဟိုကားမှန်နဲ့တက်ပြီးဆိုတော့ကျွန်တော်ဒီမှာဘောင်လုပ်ဝင်ပေါ့နော်ကားဘောင်မဟုတ်ပါဘူးကားကိုကာမှာပေါ့နော်ဒီဟာဒီမှန်ရဲ့မှန်ကပို့ပြီးမြင်သွားဆိုတော့ကျွန်တော်ဒီဟာလေးလည်းထပ်ပြီးတော့မြင်ပါမယ်ကဲကားနဲ့လည်းမြင်ပြီဆိုတော့ကျွန်တော်ကားအပေါ်ကျွန်တော်အခုနပြောတဲ့အတိုင်းပဲကျွန်တော်ဆက်လက်လေးကိုမိုးပါမယ်ကျွန်တော်ဘာလို့ဒီဆက်လက်ကိုအယောင်မတူအောင်လုပ်တာလဲဆိုတော့ဘာမှမဖြစ်ပါဘူးကျွန်တော်ဒါလေးပို့လှမယ်ထင်လို့ပါအမှန်တကယ်ကကျွန်တော်ဒီဟာလေးကိုလှမယ်ထင်လို့လုပ်တာဒါပေမဲ့ဒီဟာကြီးကနောက်ပိုင်းကျရင်ပြန်အုပ်เสียပေါ်လာအောင်ပါဗျာကျွန်တော်ဒီပုံမှာတစ်ခုလုပ်เสียရှိတယ်တိမှာပါဟိုဗီဒီယိုထွေလာထဲမှာကြည့်ရင်တော့တိမှာပါ
ကဲအခုဆက်လက်လက်မိုးပြီးဆိုတော့ကျွန်တော်ဒီနားမှာပေါက်ဖြစ်နေတဲ့ကားပင်းနေရာကိုကျွန်တော်ခုတ်မယ်ပေါ့နော်ကျွန်တော်ခုတ်လိုက်ပါမယ်ကဲအခုဆိုရင်တော့ကျွန်တော်ကားပင်း၄ခုလုံးကိုကျွန်တော်ခုပြီးသွားပြီပေါ့နော်အပေါက်တော့မရှိတော့ပါဘူးအဲ့တော့ကျွန်တော်ဒီနားမှာဘာလုပ်မလဲဆိုတော့ကျွန်တော်ကားဆိုတော့သိရမလားထိုင်ကုန်လေးပိုင်းလောက်ရမှာပေါ့ကဲအဲ့ဒါလေးကျွန်တော်လုပ်လိုက်ကြရအောင်ပေါ့ကဲဥဆိုရင်တော့ကျွန်တော်ကားအရှိထိုင်ကုန်လုံးမဲ့နေအောင်ဆိုကျွန်တော်ဆက်လက်လေးခင်းသွားပါပြီအဲ့တော့ဒီအောက်ထဲကအပူတက်တက်ကြီးဖြစ်နေမှာဆိုရဗျာအဲ့တော့ကျွန်တော်ဒီအောက်ထဲကိုအဝင်မို့အတွက်အပေါက်လေးဖောက်ပါမယ်ကဲအခုဆိုတော့ကျွန်တော်ဒီမှာကားအခေါင်းငန်းနဲ့ဝင်မို့အတွက်ကျွန်တော်အပေါက်လေးဖောက်ပြီးသွားပြီပေါ့နော်ဒီအောက်မှာတော့ကျွန်တော်ပစ္စည်းတွေထားမယ်လို့စဉ်းစားထားရပြချက်တွေနဲ့ပေါ့ဗျာချက်တွေနဲ့ထားမယ်လို့စဉ်းစားထားရပြကဲအခုဒါတော့ကျွန်တော်ကားနောက်ဖက်အပေါက်ကိုကျွန်တော်အကာလုံးမယ်ပေါ့နော်တော့နည်းနည်းကြည့်ရတာအဆင်ပြေအောင်လို့ဆိုပြီးတော့ဒီနားမှာအကြောင်းတော့တစ်မျိုးလေဗျအကြောင်းတော့တစ်မျိုးဒါပေမဲ့ကျွန်တော်ပုံစံ2မျိုးသုံးထားပြီးဗျပြီးတော့ဒီနားကကျွန်တော်ပြီးရင်တကားလေးနေပေါ့နော်တကားလေးနဲ့လုံးဝစဉ်းစားထားရဗျအမှန်တကယ်တော့ကျွန်တော်ရဆုံးနဲ့လုပ်ချင်တယ်ဒါပေမဲ့ရဆုံးနဲ့လုပ်လိုက်ကြတော့ကျွန်တော်ရဲ့ဒီကားကြသေးနေတယ်နော်အဲ့ဒါမလုပ်တော့နော်ကဲအခုဆိုရင်တော့ကျွန်တော်အပေါက်လေးရောတေချာလေးလုပ်လို့ပြီးသွားပါပြီရှင်းပြပါမယ်ဟိုအပေါ်ကတော့ကျွန်တော်လေးထွက်ပေါက်ထားတယ်ပေါ့နော်အမှန်ရောအဲကွန်ပုံစံမျိုးလုပ်လို့ဒါပေမဲ့လုပ်ဖို့ကကျွန်တော်မလုပ်တတ်တော့ဘူးကဲဒါကတော့ကျွန်တော်တကားလေးလုပ်ပြီးသွားတဲ့အခြေအနေပါကျွန်တော်တကားတစ်ခုလုပ်ပြီးတော့ဘေးဘက်ကနေထွက်တော့လိုက်လုပ်တာပေါ့နော်ဒါတော့ကျွန်တော်ကာဘိန်းအောက်ဆိုတော့ရှွန့်ပြီးနေတဲ့ပုံစံလုပ်တာပေါ့နော်အခုကကျွန်တော်ကား green off မှဖောက်မှန်တကားပေါ့နော်မှန်တကားလုပ်ပါမယ်ဒါခွဲမယ်နှလုံးစုံနေနော်ကျွန်တော်ဒီမှာဘလော့လေးလုံးဖြတ်လိုက်ပြီးရင်ကျွန်တော်ဒီမှာမှန်ထည့်မယ်ပေါ့နော်ကဲကိုကမှန်ထည့်ပြီဆိုတော့ကျွန်တော်ဒါကားဘေးကနေတက်တဲ့အပေါက်ပေါ့နော်ဒီလိုလုပ်လိုက်ပါတယ်ဒီနောက်မှာဘာလို့ဟိုတကားကြီးကိုမတုံးထွက်တော့တုံးတာလေဆိုတော့မေးရရှိရပါတော့ဒါပေမဲ့ဒီလိုနားတွေကတကားယူတကားထားတယ်မရပါဘူးဒီနားဟာကြီးကကတ်လို့ရတဲ့ဟာဆိုတော့ထွက်တော့လေးပဲထားမှာရကဲတော့နော်ခရင်းမောက်လေးလုပ်ပြီးတော့ဘာလို့ရရှိရဆိုတော့ကျွန်တော် decoration စင်ကိုလို့ပြောကြဒါပေမဲ့ decoration ကကြတော့ကိုယ်ပိုင်စိတ်ကြတဲ့အတိုင်းလုပ်ရမှာဆိုတော့ကျွန်တော်ဒါတော့ decoration တော့မလုပ်ပြတော့ဘူးเนาะပြီးတော့ decoration လုပ်တယ်ဆိုတာအချိန်လေးယူရတယ်ကြိုက်လားဆိုလုပ်လိုက်မကြိုက်ရင်ပြန်ဖြတ်လိုက်အဲ့လိုပဲလုပ်ရတော့ဆိုတော့နည်းနည်းတော့ရှုပ်တာပါဗျာအဲ့တော့ကျွန်တော် decoration လုပ်တဲ့အပိုင်းတွေတော့ကျွန်တော်မထည့်ပြီးတော့ပါဘူးဒါတော့ brother တို့လိုက်ပြီးတော့စောင့်ကြည့်ရခါကြရင်ကိုယ်တိုင် decoration လုပ်ပေါ့နော်ကျွန်တော်ကတော့ decoration မလုပ်ပြတော့ပါဘူးကဲအားလုံးပဲပေါ့နော်ဒါကတော့ကျွန်တော်စိတ်ကြိုက် decoration သင်ပြီးတဲ့အခြေအနေပေါ့နော်ကျွန်တော်ဘာလို့ဒီဟာကိုမထည့်ပြရလဲဆိုတော့ကျွန်တော်ဒီဟာကိုလုပ်လို့ရဖို့အတွက်ကျွန်တော်အရင်အကြာကြီးအချိန်ပေးပြီးတော့လုပ်ထားပါတယ်အဲ့တော့ဗီဒီယိုကအရင်ရှိတော့မှဆိုလို့ပါကဲအဲ့တော့ကျွန်တော်ရဲ့ကားလေးကိုကြိုက်တာမကြိုက်ဘူးလားဆိုတော့ကျွန်တော်တို့တစ်ချက်တော့rating လေးပြကြပါဦးကဲအားလုံးပဲဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲပေါ့နော်ကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်ဗာလေးထောက်ပြသွားမလဲကျွန်တော်ဒီFacebook FM မှာဘာလို့ပြောသွားမလဲဆိုတော့ကြည့်ဖို့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးကျွန်တော်ဗီဒီယိုလေးကိုလည်းကျွန်တော်အားဖြင့် like လုပ်ပြီးကြပါဦးလို့ကဲအားလုံးပဲနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားလုံးပဲဖိုင်မှာတော့ညို့ပြောတယ်ရှိသေးတယ်တကယ်လို့ကျွန်တော်ကားထဲမှာလုပ်ထားတဲ့ decoration ကိုကြည့်နေတယ်ဆိုရင်တော့ဒီဗီဒီယိုအောက်မှာlike ပြပေးပါလို့ကျွန်တော်ကိုcomment လေးမှာထားပါတော့ကျွန်တော်တကယ်လို့အဲ့လိုမျိုး comment လုပ်နေလို့ရှိရင်တော့ကျွန်တော်ကားလေးကိုလိုက်ပြပါမယ်ဘယ်လိုလဲကျွန်တော် decoration အများကြီးတော့မသင်ပြီးနေကျွန်တော်ကားကောင်းပိုင်းကိုကျွန်တော် share လုပ်ထားပါတယ်ကဲအဲ့တော့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ရအောင်အားလုံးပဲဖိုင်ပါ